ဖေနဲ့မေမေရီလီညမလေးတို့တည်းငယ်တဲ့အခါကပျော်ရွှင်သောဒုမိသားစုကပါအမေရဲ့ရင်ခွင်အောက်မှာအဖေရဲ့ကျင်နာရိပ်မှာမင်းဆက်ခိုးလုံးရင်ကကြည်ပြင်းလာရဘဝခီးလန်းလေးရှောက်လန်းခဲ့ပြန်ရတလန်းလေးရှောက်လန်းခဲ့တဲ့အခုလိုချိန်မှာအတောင်းဆုံးလို့အသိမြုံမဝီတို့ပြန်ကိုဒီဘဝချင်းမောရှိခဲ့ပြီမို့ရှုံးကန်လှရှားခဲ့ရတယောက်တနေ့စီဝေးကြချိန်မှာအဖေရဲ့အင်္ဂလိပ်အဖေရဲ့အင်္ဂလိပ်အခုတခါပြန်လာခဲ့ဖို့ကြိုးစားခဲ့ပြီမရောက်တာတော့တော်ကြခဲ့လေပြီ